Hey, hey. နည်းနည်းချင်းတိုင်းထားပြီးတော့ရှေ့ရောက်ဝင်တိုက်တာပေါ့ Sorry ကြီးဘယ်ကြီးငါပြန်ကြီးကားလာမှာကူအမောကားချင်းမှာကူဟုတ်ပါတယ်ကျွန်တော်ကြောင်လေးနဲ့ဆော်နေပါဘာလို့လဲဆိုတော့အပြင်မှာမိုးတွေရောနေတယ်ခဏနေလေးပြန်ပူလာတယ်ပြီးတော့မိုးတွေဆက်ရတယ်ကျွန်တော်တအားပြင်းနေတယ်ကျွန်တော်ညီလေးနဲ့ကျွန်တော်တချင်းဆိုတယ်ဒီဖက်မှာကြံရစ်ခဲဝေါဝေါတော်ကြပါတော့ပြင်းနေဒါတော့ကျွန်တော်အခုချိန်ဒီပြင်းနေတော့မှာပဲပြင်းနေတော့ကျွန်တော်ဆုံးဖြတ်ချက်လိုက်တာတော့ကနေတယ်မြောက်ကလာကနေကိုထုံအောင်ရှိတဲ့တောင်းမျိုးကိုကျွန်တော်ပြေးမှာဖြစ်ပါတယ်ရွေချက်ကတော့ဘီယာတောက်ဖို့ပဲဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော်ကန်တာရောက်ပါပြီအိမ်နဲ့ကန်တာရောက် 1K ရပါတယ်ဟုတ်ဝစီယာရောက်ပါပြီဝစီယာနဲ့ကျွန်တော်ဆက်ပြေးနေပါကျွန်တော်ရဲ့ base ကပါကွာဖြစ်တဲ့တော့ကိုကျွန်တော်ကတအားကြီးလဲအဲ့လိုမျိုးဟိုအပြေးပဲကျလို့မရအောင်ကျွန်တော်ပြေးနေကျွန်တော် focus နိုင်နေကျွန်တော်လောက်ရပါတယ်ခုဆိုကျွန်တော်လောက်ပါမယ် focus ဟေးပြေးကျွန်တော်လမ်းကိုဘယ်လိုမျက်နှာချင်းတိုင်းထားပြီးပဲပြေးလေးရှိတယ်။ဘာဖြစ်လို့လဲဆိုကားတွေကိုနောက်ဘက်မှာထားကားတွေကကိုယ်နောက်ကဝင်တိုက်အောင်ပါလေ။မျက်နှာချင်းတိုင်းထားပြီးတော့ရှေ့ရောက်ဝင်တိုက်တာပေါ့။ဒါပါပဲ။ Okay ဆက်ပြေးကြရအောင်။ဟိုရှေ့မှာလမ်းမြင်နေရတော့အဝိုင်းဖြစ်ပါတယ်။အခုဆိုရင်တော့ကျွန်တော်အဝိုင်းရောက်ပါပြီ။ဒီမှာပြေးလို့ကောင်းတယ်။ဘာလို့ပြေးလို့ကောင်းလဲဆိုမိုးရလေ။မိုးရဒီဆိုဒီတအားမပူဒီတအားမပူရတယ်တိတ်မမောဟောကွာမဲလူဖျားပဲကိုမဲလူဖျားလမ်းကြောင်းသွားနေနော်ဟာသူတို့မှလမ်းမအောင်ရှိသေးဝူးမဲလူဖျားရောက်တော့မဲလူဖျားရောက်တော့မယ်ဟာဒီလိုလက်တက်ဒီကတော့ကျွန်တော်ဘာကြောင့်ပြေးလဲဆိုတော့ကျွန်တော်ရဲ့ခေါက်ခေါက် movement တွေမှာ explosive power ကောင်းအောင်လို့ကျွန်တော်ကအဲ့လိုပြေးတဲ့အချိန်မှာကျွန်တော် pace ကိုအတကုံပေါ့နော်ခွေးလိုနားလို့ပြေးတာပေါ့ခွေးလိုနားလို့ပြေးပြီးတဲ့အချိန်မှာကျွန်တော်ခဏနားရတယ်ပြီးတော့ခွေးလိုနားလို့ထပ်ပြေးတယ်ကျွန်တော်ပြေးတဲ့ပုံစံကျွန်တော်ခေါက်ခေါက် movement လုပ်တဲ့အချိန်မှာ explosive power ပို့ပြီးတော့တက်စီကျွန်တော်တို့ကstamina ကတအားမလို့ကျွန်တော်လိုတာကကျွန်တော်ကြွတ်သားတယ်ဘယ်နှကြိမ်အားကောင်းကောင်းနဲ့ပေါက်ကွင်းနိုင်လဲဆိုတာပဲလိုရတယ်ပြောရင်ဆိုရင်ဘယ်လူပြန်တော့ရောက်ပြီ Okay ဆက်ထိုးအောင်ခုနကရောက်ပြီဆိုတော့အောက်ကတော့အောင်မယ်အောက်ကတော့ဝေးစရာလည်းမဟုတ်တယ်လို့ရပါတော့အဲ့တော့အောက်ကမောင်ခွေးဟောလိုက်တော့ကြည့်နေဟာကြည့်နေရ Okay ခုနကရောက်တော့ခိုင်ကျွန်တော်ရင်တော့ challenge လုပ်ပြီးနေရာလေးကိုသွားရှိုးမယ်ပေါ့နော် Okay အခုဒီနေရာလွန်ခဲ့တဲ့ဘယ်လိုနှစ်လောက်က3နှစ်လောက်ကဖြစ်မယ်ဟို4နှစ်လောက်ကဖြစ်ဖို့များတယ်အရော20နှစ်လောက်ကဖြစ်ဖို့ဒီနေရာမှာဒီဘက်ကနေပြီးတော့ဒီဘက်ကိုခုံမှုတယ်ပေါ့နော်ခုံမှုတယ်ဒီကနေ standing ရက်ပြီးတော့ဒီကိုလမ်းလဲတွေ့ဘူးလေခုချိန်ရာသီလားဆိုတော့အရင်တိကျင်တယ်တဲ့ဒါပေမဲ့အခုပြေးထားပုံနဲ့ဆိုတော့မဆန်းတော့ကောင်းပါနော်ဆန်းတော့ပါဘူးကွာနော်သွားမယ်ဆက်ပြေးမယ်ကျွန်တော်ပြေးနေတာ45မိနစ်ရှိပါပြီကျွန်တော်ဘယ်ရောက်ပြီလဲဆိုတော့ဝေးစင်တာလမ်းပေါ်တော့ရောက်ပါပြီပင်မန်းလားဆိုတော့မပြေးကျင်တော့ဘူးကားလေးပဲတစ်စီးသွားကျင်တော့တယ်ဒါပေမဲ့ပြေးပါမယ်ဒီကပြင်းလာပေါ့ပြင်းလာလဲတရားထဲကြောင့်လည်းဖြစ်ဖို့များပါတယ်လူရလို့ဖြစ်လာရင်တယောက်တည်းလှုပ်လို့ကောင်းတာကအန်ဆာခောက်တော်လောက်ပဲရှိရလေနော်အဲ့တော့ဘယ်ရမလို့2ယောက်လောက်မှလှုပ်လို့ကောင်းတာပြေးတာပါညာပြောပါတယ်ဒါအဲ့တော့ဆက်ပြေးတာဗောနော်ဘယ်လိုဖြစ်ဖြစ်ဟိုးရှေ့မှာလမ်းမြင်နေရတော့ University မိဘပဲဖြစ်ပါတယ်
okay ခွေပြီးရင်အကောင့်တွေကြောက်ပါတယ်တော့ပြစရာတစ်ခုရှိတယ်ဒီတော့ကျွန်တော်ဒီကနေပြီးတော့ဒီကိုခုံမှုတဲ့ Indocity ရောက်ပြီဆိုတော့ကျွန်တော် Indocity မိခွန်းရနေပြီးတော့ကျွန်တော်ခွေးလို့နားလို့ပြေးမှာဖြစ်ပါတယ်ခွေးနားလို့ပြေးတော့လိုက်ပြီးကြပါဦးsorry ခွေးလို့နားလို့ပြေးနေတော့ပြေးနေကြတော့야이렇게 나와 그래 나를 비비 내리 샤워 어니 바비 또 간사 봐래 그러면 저는 뭐 밥을 좀 나라 지래 모여 봐 그냥 저번에 뭐네 뭐 봐 우리 앉아기 비오니야 뭐네 봐ငါကြော်မဖြစ်မယ်ယောခွေးရှိရကွာဒီကြောက်ဖို့ကောင်းတယ်ဘာတွေကတော့အမီးလေးနည်းငါရှိလာဟုတ်ဘူးကြောက်ရတယ်ဆရာကြီးကကြောက်ရတယ်မှာငါမိဘအောင်ကြောက်ပါပြီစပြေးရောပဲအားချိုးမှန်းနေပြေးနေမှာအားလို့သာပြောတာဝေဇနာမိဘတော့ရောက်တော့ဒါပေမဲ့အာနာကျင်အပြည့်နဲ့လက်လျှောက်ချင်တယ်ဘာလို့မိုးလဲရွာလာမိုးရလာပြေးလို့အဲ့တော့မနာအောင်ဆက်ချိုးမယ်ဝေဇနာမိဘချောင်းအဲ့ဒါရီလက်ချောင်းမယ် BR is calling မိုးရလာကင်မရာဘာမှမမြင်ရတော့ပါဘူးကင်မရာမှုန်သွားပါပြီဟာโอเคဝေဇနာလာမိဘတော့ရောက်သွားပြီဝေဇနာမိဘရောက်ပြီဆိုတော့ခဏလေးလမ်းလျှောက်မယ်ဘာဖြစ်လဲဆိုတော့ရှေ့မှာသူ့နာတရားခုံးတက်ရှိတယ်အကောင်နဲ့အတက်ကျန်းတယ်အဲ့တော့တက်ရမယ်ဗီဒီယိုမုံကတော့တီးခန့်ပြီးမိုးကရွာသွားပြီအဲ့တော့ရေစိုးကန်နဲ့ထည့်လိုက်တာရေစိုးကန်ထဲမှာလည်းဘာလဲမလို့မှုံနေတယ်အဲ့တော့ငါရုပ်ချောလို့မင်းတို့မမြင်ရတော့ဘူးကွာသူ့နာတရားကိုရောက်ပြီးဟိုတက်စင်းပြေးရတော့စောင်းရမ်းကြိုက်တယ်အဲ့တော့ပြေးပြီဟေးPop in, burning like this, ain't checking my wrist. Third is my shit. Rolling all night like flex. We look at the clips, these credits are lit. Stacking miles, I'm far away from home. I got what I wish for. Taking that risk, I'm checking my list. Marathon man, it's fun legit. Can't let it slip when it's all in my grip. Talking too much, you probably not it. Ráo rồi bà biết. Dạ. Về chị. Nhà chị. Về đây nhà đây đi cô. Cô trên này. Cô qua cổng trên này nha cô mày. Cho mày cho. Về chị. Nhà chị. Về chị nhà bên chị. Cá là mà cô. Ông bảo. Cá trên mà cô. Rồi cho nó. Tôi này bị bay vào bà vì tôi này bị bay vào đây chạy màကျွန်တော်ပြေးလာတနာရီနဲ့43မိနစ်ရှိသွားပါပြီကီလိုမီတာအဖြစ်တော့15ကီလိုရှိသွားပါပြီအဲ့တော့ကိုထွန်းအိမ်နဲ့နည်းနည်းလေးပဲလိုပါတော့တယ်နည်းနည်းလေးပဲလိုပါတော့တယ်ကိုထွန်းရောက်ဖို့1ကီလိုမီတာလောက်ပဲလိုပါတော့တယ်ကိုထွန်း is calling BR in calling ကျွန်တော်အခုချိန်ဒီရေလုံးဝမတောက်ရသေးပါဘူးညလုံးဝလည်းတအားဆက်နေပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဘာဖြစ်မှာဆိုလို့ပါနေတအားပူတော့အဲ့လိုနေတွေပါပူထွက်လာရင်လေမျက်နှာသားမဲမှာဆိုဆန်းခွင့်တွေလိမ့်လာအခုဆန်းခွင့်တွေကပြေးတာလဲချွေးတွေထွက်ဒီဟိုဗာလဲမိုးရော်လဲကြာတော့ဆန်းခွင့်တွေအရေးပြောပြီးတော့မျိုးလုံးတွေတအားဆက်နေပါပြီโอเคဒီလောက်မောင်းလိုက်အောင်စို့
ဝါကိုကချက်ပဲစီရောက်ပြီချက်ပဲစီရောက်ပြီဆိုကိုထူကအိမ်လုံးဝတေးသေးလေးပဲလို့တော့ yes ဟာခုဆိုရင်တော့ကျွန်တော်ဟာကိုထူအောင်ရဲ့အိမ်နားသို့ရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော်ဒီနေ့မြောက်ကလာနေပြီးတော့ကမ်ဘရောကိုပြေးလာတဲ့အပြေးခီးနေတာပြီးဆုံးသွားပြီပေါ့နော်ဒီကိုထူအောင်အိမ်နားရောက်ပြီကိုထူအောင်ဆောင်းနေပြီးရင် VR is calling VR is calling ခုကျွန်တော်ကိုထူအောင်ရှိရောက်ပြီကိုထူအောင်ရှိရောက်ပြီဆိုတော့ကျွန်တော်ဘာလုပ်နေလဲရှိုးလိုက်ဒီမှာကိုထူအောင်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တောက်လျှောက်ပြောလိုက်ကိုထူအောင်ဖြစ်ပါတယ်ဒါကိုထူအောင်ဖမ်းလိုက်ငါလားတယ်ခုနကပြီးရတာဒီကဒီကအေးကိုထူအောင်ရဲ့ YouTube မှာဆိုတော့သူငါးတွေဖမ်းထားတယ်ဒါသူမိတဲ့ငါးကိုကျွန်တော်တက်တာတန်ပုံးထဲမှာထားပြီးတော့ဒီနေ့မှဒါသူတင်လိုက်တာเนาะကျွန်တော်ငါးကင်နဲ့ဗာနဲ့ဆွဲမှာလဲဆိုကျွန်တော်ငါးကင်နဲ့เนาะ VR နဲ့ဖြစ်ပါတယ်ကျွန်တော်ငါးကင်နဲ့เนาะ Tiger နဲ့အားကစားသမားတွေအကြိုက်ဆိုတာဒီလိုယာသီလို့ပြောတာဖြစ်ပါတယ်ဒီလိုယာသီလို့ဒီလိုအချိန်နဲ့အားကစားသမားတွေအကြိုက်ပါโอเคချီယာနောက်ဗီဒီယိုတွေမှာဆုံးမယ်